ဩဝါဒအနေအချင်းတော့နော်ဒီနေ့ဝါတွင်ကာလမှာဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေနော်ဥပုသ္တိလခံယူစောင့်တည်ကြတာဥပုံနေ့တွေမှာပေါ့အဲ့တော့ဥပုံနေ့တွေမှာဥပုသ္တိလတွေခံယူစောင့်တည်ပြီးတော့ဥပုသ္တိလအကြောင်းတွေကိုလေ့လာမှုနာယူမှုမရှိတဲ့အခါမှာကိုယ်ပါဟိုသီလတွေကျိုးလို့ကျိုးမှန်းလည်းမသိဥပုသ္တိလရလို့ရမှန်းလည်းမသိမရမှန်းလည်းမသိပေါ့အဲ့လိုမျိုးတွေဖြစ်ကြတာပေါ့ဆိုတော့ဥပုသ္တေတွေအနေနဲ့နော်တတိပြုစရာလေးတွေကိုဒီဩဝါဒလိုပဲခေါ်ခေါ်သင်တန်းလိုပဲခေါ်ခေါ်ပေါ့နော်ဒီမှာနည်းနည်းပြောပြမယ်ဆိုတော့လူပုဂ္ဂိုလ်တွေမှာနော်တီလက2မျိုးရှိတယ်ရိုးရိုးတာမန်5ပါးတီလရေဥပုသ္တိလရေလို့နော်ဆိုတော့2မျိုးရှိတယ်5ပါးတီလကမစောက်တည်တည်ဖြစ်စေနော်တီလကကျင့်ရမှာကြည့်ပဲခံယူသည်ဖြစ်စေ5ပါးတီလကကျင့်ရမှာပဲပြီးခဲ့တဲ့တနေ့ကတော့မှတခါတယောက်မေးတယ်သူတငယ်ချင်းကပြောတယ်တဲ့5ပါးတီလကိုမယူထားဘူးဆိုလို့ရှိရင်တီလပြတ်သွားလို့အပြစ်မရှိဘူးပေါ့နော်ဒီလိုမျိုးသူကယူဆတယ်ပေါ့လေထင်းနေကြတာက5ပါးတီလဆိုတာဗုဒ္ဓမြတ်စွာကဟောကြားတဲ့တီလဒီလိုပဲနားလည်နေကြတာတကယ်တော့ဖယားလောကမှာဖယားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေဒီ5ပါးတီလဆိုတာကလူတိုင်းကျင့်ရမယ်တီလလေ5ပါးတီလဆိုတာလောကဝိဇ္ဇာလို့ခေါ်တယ်သူကအကုသိုလ်ဖြစ်တဲ့နော်တီလမျိုးတွေဖြစ်တယ်လေပါဏာတိပါဒဆိုရင်ဒါဒေါသဖြစ်တယ်လေအာရိဏဒါနာဆိုရင်ခိုးတယ်ဆိုရင်ဒါလောဘကြောင့်လည်းခိုးတယ်ဒေါသကြောင့်လည်းခိုးတယ်တတော်ပြန်ခိုးတယ်လို့ပြောရင်ဟိုလောဘကြောင့်ခိုးတယ်လို့သူများသိတယ်ဒေါသနဲ့ခိုးတာလည်းရှိတယ်ဆိုတော့မကျင်မနဲ့လို့သူများပစ္စည်းကိုနော်ဒေါသနဲ့ဖြစ်စည်းတာတွေပါတယ်ဒါခိုးတဲ့ထဲမှာပါတယ်နော်ဒီကလိုချင်တဲ့စိတ်နဲ့ယူလိုက်မှခိုးတယ်ထင်တာလေဒေါသနဲ့ဖြစ်စည်းလိုက်ရင်လည်းဒါခိုးတာပဲနော်အဲကြောင့်အာရိဏဒါနာကလောဘကြောင့်လည်းဖြစ်တယ်ဒေါသကြောင့်လည်းဖြစ်တယ်မုဒ္ဒဝါဒနော်မုဒ္ဒဝါဒလည်းအဲ့တိုင်းပဲသူကလောဘစိတ်နဲ့လိန်တာရှိတယ်ဒေါသစိတ်နဲ့လိန်တာရှိတယ်တော့မုဒ္ဒဝါဒလည်းလောဘဒေါသကြောင့်ဖြစ်တာပဲနောက်ကာမေတုမိစ္ဆာစာရဆိုလို့ရှိရင်တော့လောဘကြောင့်ဖြစ်တာပေါ့နော်ကာမဂုဏ်အာယုံကိုလိုချင်တဲ့စိတ်ကြောင့်ဖြစ်တာသူရမရိယဆိုရင်လည်းလောဘကြောင့်ဖြစ်တာပဲဆိုလိုတာက5ပါးတီလာ5မျိုးလုံးကလောဘဒေါသတွေကြောင့်ဖြစ်တာအဲ့တော့တီလာကိုခံယူထားသည်ဖြစ်စေမခံယူထားသည်ဖြစ်စေလွန်ကျူးလိုက်တာနဲ့အဲ့လူမှာအကုသိုလ်ဖြစ်နေတာပဲဟုတ်ပြီလားငါကတီလာမယူထားလို့အရက်တောက်လို့ရတယ်လို့တောက်ရင်တော့အကုသိုလ်ဖြစ်မှာပဲလေနော်အဲ့တော့တီလာကိုခံယူသည်ဖြစ်စေမခံယူသည်ဖြစ်စေတီလာလည်းပြတ်မယ်အကုသိုလ်လည်းဖြစ်တယ်အဲ့တော့5ပါးတီလာကနော်အဲ့ဒါကြောင့်ခံယူသည်ဖြစ်စေမခံယူသည်ဖြစ်စေတီလာကကျင့်ကိုကျင့်ရမယ်တီလာမခံယူရင်လည်းလွန်ကျူးရင်တော့အပြစ်ဖြစ်မှာပဲဒါ5ပါးတီလာကိုပြောတယ်ဥပုသ္တိလကြတော့သူကစောက်တည်ရမှာကုသိုလ်အဖြစ်ထပ်တိုးပြီးတော့ကျင့်တာ5ပါးတီလကမကျင့်ရင်အကုသိုလ်ဖြစ်မယ်ဥပုသ္တိလမှာနောက်ပိုင်းတီလကသူကမကျင့်လို့အကုသိုလ်ဖြစ်မသွားဘူးကျင့်လိုက်တော့ကုသိုလ်ရတယ်တော့ကုသိုလ်ရချင်တဲ့စိတ်နဲ့ဥပုသ်စောက်တည်တာနော်ကျတော့ဥပုသ်ကျိုးသွားရင်အကုသိုလ်ဖြစ်သလားလို့မေးကြတာလေဥပုသ်ကျိုးသွားလို့အကုသိုလ်မဖြစ်ပါဘူးတို့ကဝိကာလဘောဇနာပုံမှန်လဲကိုညတာစားနေတာပဲလေအဲ့တော့အဲ့ဒီဥပုသ်တနေ့မှာတော့ကိုကဟိုတရားထိုင်ချိန်တို့ဘာလို့ပေါ့နော်ဖျားစာတွေရုပ်ဘက်တရေဆယ်တဲ့အချိန်တွေပူရခြင်းတယ်နောက်ညနေစာမစားတော့ဒီအစာအာဟာရကြောင့်ဒီကိလေသာစိတ်တွေမဖြစ်ဘူးပေါ့နော်ခန္ဓာကိုယ်မှာတစ်ခါတလေမလိုအပ်ဘဲနဲ့စားတယ်ဆိုရင်ဒီအာဟာရတွေကလူကိုကာမစိတ်ကိုတိုးပွားစေတယ်အဲ့တော့ညနေစာမစားလိုက်တော့အပြင်ကာမစိတ်လည်းနည်းနည်းညော့သွားတာပေါ့နော်အချိန်တွေလည်းအများကြီးပိုထွက်လာတယ်အဲ့တော့အဲ့လိုသဘောကြောင့်ညစာမစားခိုင်းတာလေဝိကာလဘောဇနာအဲ့ဒါကြောင့်
ဥပုသ်သီလကိုယူတယ်ဆိုတာကကုသိုလ်ထက်လိုချင်လို့တိုးလိုချင်လို့ယူတာနော်အဲ့တော့ဥပုသ်သီလကိုကိုကယူလိုက်တယ်ဥပုသ်ပြတ်သွားလို့ရှိရင်အပြစ်ဖြစ်သလားမဖြစ်ပါဘူးကုသိုလ်မရတာပဲရှိမယ်ပေါ့နော်အဲ့ရှေ့ကပြောတဲ့၅ပါးသီလကျိုးရင်တော့အကုသိုလ်ဖြစ်တာပေါ့ဒီမာလာကန္နာတို့ပန်းပန်ချင်းနတ်သားလင်းချင်းတွေဘာတွေကတော့ပြတ်သွားလို့အကုသိုလ်ဖြစ်တယ်လို့ပြောလို့သီလပြတ်သွားလို့အကုသိုလ်ဖြစ်တယ်ပြောလို့မရဘူးလေနော်အဲ့တော့ဒါဥပုသ်သီလမှာကျိုးသွားရင်အပြစ်ဖြစ်ပေးတာလေတခါတည်းမှာဥပုသ်သီလဟိုတချို့ရက်ရှည်စောက်တည်တယ်ဟိုမှာတစ်ပတ်တူ10ရက်တူစောက်တည်တယ်အဲ့တော့ဂျားထဲမှာမနိုင်လို့ရှိရင်လည်းချလိုက်လို့ရတယ်ဘယ်ကိစ္စမရှိဘူးเนาะအော်ငါက10ရက်ကြီးစောက်တည်ထားတာပဲဟိုမနိုင်ဘူးဆိုရင်မချလို့မရတော့ဘူးလို့ထင်နေတာချလို့ရတယ်ချလိုက်လို့လည်းအပြစ်မရှိဘူးမနိုင်ရက်လိုက်ဘာမှမဖြစ်ဘူးပေါ့เนาะဥပုသ်သီလကရက်ခွင့်ရှိတယ်အဲ့တော့သတိထားစရာကဥပုသ်သီလကိုယူမဲ့ပုံကိုယ်တွေကနားမလဲတော့ဘာလို့ဖြစ်လဲဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာဥပုသ်တယ်တွေဥပုသ်နေဘုန်းเจ้าကိုသွားတယ်ဆိုရင်အိမ်ကနေတခါတည်းအသေးချာပြင်ဆင်ပြီးသွားတာနော်မိတ်ကပ်တွေရောပေါင်နာတွေရောရေမွေးတွေရောတနခါတွေပန်းတွေအကုန်ပြင်ဆင်ပြီးသွားတာအဲ့ဒါဟိုမှာဥပုသ်သီလယူတဲ့ခါကျတော့အစင်မပြေတော့ဘူးလေဥပုသ်သီလမှာကမာလာကဏဝိလေပနာဓာရဏဆိုတာပါတယ်အဲ့တော့ဥပုသ်ယူမယ်ဆိုလို့ရှိရင်အဲ့ဒါတွေကဖြတ်အောင်ပါလေပန်းတာတွေအကုန်လုံးဖယ်မိတ်ကပ်တွေပေါင်နာတွေလိမ့်တာပြန်ဖြတ်ရမှာပေါ့နော်အဲ့ဒါကြီးယူထားပြီးတော့လိမ့်ကြံထားပြီးတော့သီလယူမယ်ဆိုရင်အစင်မပြေဘူးညဥပုသ်တဲ့တွေအနေနဲ့ကို့မှာဥပုသ်ယူဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်ပန်းတာတွေတနခါလိမ့်တာမိတ်ကပ်လိမ့်တာတွေမလုပ်အောင်ပေါ့တခါတည်းနော်အဲ့လိုမျိုးပေါ့ဥပုသ်သီလယူမယ်ပုဂ္ဂိုလ်ပါအဲ့တော့ဝိကာလဘောဇနာသီလဟိုအရှိက၅ပါးသီလအကြောင်းတော့မပြောတော့ဘူးလေနော်အဲ့ဒီနောက်သီလကိုပဲပြောမယ်ဝိကာလဘောဇနာအနေနဲ့ဦးဇင်းတို့ဥပုသ်တဲ့တွေသတိထားမှာကအဖက်ပါတဲ့အဖျော်ရည်တောက်လို့မရဘူးဥပုသ်တဲ့တွေနော်အဖက်ပါတဲ့အဖျော်ရည်ကိုတောက်ရင်ဒါဝိကာလဘောဇနာသီလပြတ်တယ်ပေါ့နော်အဲ့တော့ဘုန်းကြီးတွေကိုအဖျော်ရည်ကတ်တယ်လို့ပဲစစ်ပြီးတော့ကတ်အောင်တောက်အောင်ပါပေါ့နော်အဖက်မပါအောင်အသေးချာစစ်ပြီးမှဥပုသ်တဲ့တွေတောက်အောင်ပါအဖက်ပါရင်တော့ဥပုသ်သီလပြတ်မှာပဲနောက်တစ်ခါတချို့အရေးဆိုရင်ပြီးရောဆိုပြီးတော့နော်ဘာတွေတောက်ကြတယ်လဲပဲနိုးရည်တို့ဘာလို့တောက်တယ်မတောက်ရဘူးပေါ့နော်ပဲနိုးတို့ဘာလို့ကဒါကအဖျော်ရည်ထဲမှာမပါဘူးအစာအာဟာရထဲမှာပါတယ်အဲ့တော့နွားနို့ပဲနို့အဲ့ဒီဟာတွေကအရေးဆိုပြီးမှလည်းပဲအစာအာဟာရထဲမှာပါတဲ့အတွက်ကြောင့်ဥပုသ်တွေအနေနဲ့ညနေပဲနွားနို့ပဲနို့တောက်ရင်ဥပုသ်သီလပြတ်တယ်ဝိကာလဘောဇနာပြတ်တယ်နောက်ရှိသေးတဲ့ဥပုသ်တွေဝိကာလဘောဇနာပြတ်တာပါလဲဆိုတော့ဂျင်းသုတ်စားတဲ့ပြဿနာပဲနော်အဲ့တော့ဒီနေ့ကပြောတဲ့ဂျင်းသုတ်ကသူကဆေးမှမဟုတ်တာနော်သူကနှမ်းတွေလည်းပါတယ်ကြက်သွန်လည်းပါတယ်ပဲချမ်းတွေလည်းပါတော့အဲ့ဒါကတရေစာဖြစ်သွားတယ်ဆေးမဟုတ်ဘူးဒါဥပုသ်တွေအနေနဲ့ဝိကာလဘောဇနာသီလကိုထိန်းတဲ့အခါမှာညနေပဲခရမ်းချင်သီးသုတ်မြင်းခွာရဲသုတ်နော်ဂျင်းသုတ်လက်ဖက်သုတ်ဘာသုတ်မှမစားရအောင်နော်အသုတ်မှတည်းများအကုန်သားချောင်းနော်မစားရဘူးအဲ့တော့အဖျော်ရည်ဆိုရင်အဖက်ပါတဲ့အဖျော်ရည်ကိုချောင်းအောင်မယ်ပဲနို့တွေပါတယ်နွားနို့တွေအကုန်ချောင်းရမယ်နောက်ခုနကပြောတယ်နော်အသုတ်တွေအကုန်ချောင်းရမှာပဲဥပုသ်တွေနောက်ရင်းနှီးချမ်းပြဿနာဒါကတော့နည်းနည်းလေးဝါဒကွဲတော့ရှိတယ်နော်အလေးဖက်လိုက်တဲ့ဆရာတော်ကြီးတွေကတော့ဥပုသ်တွေကိုရင်းနှီးချမ်းလက်ဖက်ချောက်ခတ်ထားတဲ့ရင်းနှီးချမ်းညနေဖက်မတော့အောင်ပြောတယ်ဟိုဘာပြောလဲဆိုတော့ဦးဇင်းတို့မြန်မာနိုင်ငံမှာကဒီလက်ဖက်ကိုပုတ်စားကြတယ်လေဒီလက်ဖက်အရွက်တီတာဟင်းလျာတစ်မျိုးဖြစ်နေတယ်အဲ့တော့ဝင်းနီးတော်မှာကဟင်းလျာဖြစ်တဲ့အရွက်တွေကိုသူကကြိတ်ပြီးတောက်မယ်ဆိုရင်တော့ရတယ်ရေအေးနဲ့ပေါ့နော်ရေအေးနဲ့ကြိတ်တောက်ရင်ရတယ်မုံလာဦးနီတို့ဘာတို့ကိုကြိတ်တောက်ရတယ်ဒါပေမဲ့သူ့ကိုရေနွေးတို့နဲ့ပြုတ်လိုက်မယ်ဆိုလို့ချင်းဟင်းရွက်ပြုတ်ရဖြစ်သွားတယ်အဖျော်ရည်မဖြစ်ဘူးနော်အဲကြောင့်လက်ဖက်ရွက်ကိုရေနွေးနဲ့စိန်လိုက်မယ်ဆိုလို့ရှိရင်ဒါဟင်းရွက်ပြုတ်ရည်ဖြစ်သွားတဲ့အတွက်ကြောင့်ညနေဖက်ရဟန်းတော်တွေလည်းမတောက်ကောင်းဘူးဥပုသ်တွေလည်းမတောက်ကောင်းဘူးဒါဝိကာလဘောဇနာသီလပေါ့နော်ဒါဝါတွင်းကာလရောက်ပြီဆိုတော့ဥပုသ်တွေသတိပြုစရာဝိကာလဘောဇနာနဲ့ပတ်သက်ပြီးတော့ကြောင့်ဖြစ်နိုင်လို့ရှိရင်ရင်းနေမတောက်ရမနေနိုင်ဘူးဆိုတဲ့ပုံကိုယ်တွေကအဖြူပဲတောက်ပေါ့လက်ဖက်ချောက်ခတ်ထားတဲ့ရင်းနေမတောက်နဲ့အတုံမျိုးစုံပါအတုံမှမစားနဲ့အဖက်ပါတဲ့အဖျော်ရည်မတောက်နဲ့နော်နောက်ခုနကတခုပါသွားတယ်ဗာလဲပဲနို့တို့နွားနို့တို့မတောက်နဲ့ဒါဝိကာလဘောဇနာသီလဒါလို့ဆိုရင်တော့လုံလောက်တယ်ဝိကာလဘောဇနာနော်အဲ့တော့နိစ္စဂိတဝါဒိတနဲ့ပတ်သက်ပြီးဥပုသ်တွေတတိထားစရာကတချင်းဆိုတာတို့ဘာတို့ကကိုယ်တိုင်လည်းမဆိုကောင်းဘူးဆိုတာတော့သိတယ်သူများဆိုတာကိုဟိုလဲကိုကမခိုင်းရအောင်ဆိုပါဟဲ့လို့မခိုင်းရဘူးပေါ့နော်မခိုင်းရတဲ့အပြင်ကိုတတိထားစရာတခုရှိတာကဘာလဲဆိုတော့တချို့ဓမ္မဂရိကဆရာတော်တွေတရားဟောတဲ့အခါမှာ
တချင်းတွေပါလေဆိုပြီးဟောတာရှိတယ်နော်အတန်နဲ့အခြေကြီးဆွဲငင်ပြီးဟောတာရှိတယ်အဲ့ဒါကဂီတလို့ခေါ်တယ်အတန်ရှည်ရှည်ဆွဲပြီးဟောတာတို့တချင်းတွေပါလေနော်စာသားတွေဆိုပြီးတော့ဟိုရွတ်ဖို့ရွတ်တာမဟုတ်ဘဲနဲ့ပန်စင်ပုံစံမျိုးနဲ့တချင်းကိုရွတ်ပြီးတော့ဟောတာပေါ့နော်အဲ့ဒါမျိုးတရားဆိုရင်ဥပုပ်တယ်တွေမနာရအောင်ဥပုပ်တယ်တွေတီလာပြတ်တယ်ဒါပြတ်မသိပြတ်တဲ့ဥစ္စာတွေပြောပြတာနော်ဒါဥပုပ်တယ်တွေဥပုပ်ယူပြီးတော့ဆယ်တော်တွေကလည်းစနစ်တကျချင်းပြမှုမရှိတော့လေဥပုပ်တယ်တွေလည်းတမန်ငါချန်ငါနဲ့ပဲဥပုပ်တယ်တွေဖြစ်နေကြတာပေါ့တကယ်ကိုလေးနဲ့တဲ့ဥပုပ်တယ်တွေမဖြစ်ကြအောင်နော်အဲ့ဒါကြောင့်ဥပုပ်တယ်တွေအနေနဲ့တချင်းနားမထောင်ရဘူးဆိုတာသိပေမဲ့တရားတိုင်းလည်းမနားထောင်ကောင်းသေးဘူးခုနလိုတချင်းဆန်တဲ့တရားမျိုးဥပုပ်တယ်မနာရအောင်တချင်းဆန်တဲ့တရားမျိုးနာလို့ရှိရင်ဥပုပ်တယ်တွေဥပုပ်တီလာကျိုးပါတယ်နော်အဲ့ဒါလေးတတိပြုကြနိစ္စဂီတနဲ့တီလာနဲ့ပတ်သက်ပြီးတော့နော်သူကနိစ္စဂီတဆိုတာကပါဇက်ဆိုင်နဲ့တီးလို့မရအောင်နော်ပါဇက်ကနေပြီးတော့ဆိုင်တီးတာလို့ခုံကိုလက်နဲ့တီးတာတွေအကုန်ပါတယ်အဲ့ဒါတွေနော်နိစ္စဂီတတီလာပေါ့နော်နောက်တစ်ခါစပ်ပြအမွေခဲသုံးလို့ရလားလို့မေးကြတယ်ဥပုပ်တယ်တွေလေဥပုပ်တယ်တွေစပ်ပြအမွေခဲသုံးလို့ရဆိုမာလာကန္နာဝိလေပနာပေါ့ကိုယ်ခန္ဓာကိုယ်ကနည်းနည်းအနက်သူများထက်ဆိုးဆိုးဝါးဝါဖြစ်တယ်ပေါ့နော်အနက်တော်တော်ဆိုးတယ်တာမန်စပ်ပြနဲ့အစိမ့်မပြေဘူးပေါ့ဒီအနက်ကိုပျောက်စေချင်တယ်ဆိုရင်တော့စပ်ပြအမွေခဲသုံးလို့ရတယ်ဥပုပ်တယ်ဥပုပ်တီလာမကြိုးအဲ့လိုမှမတမင်တကာကိုခန္ဓာကိုယ်မွေးကျင်လို့နော်မွေးကျင်လို့စပ်ပြအမွေခဲသုံးတယ်ဆိုရင်ဥပုပ်တီလာကြိုးပါတယ်နော်အဲ့တော့ခန္ဓာကိုယ်ကိုမွေးကျင်တဲ့စိတ်နဲ့စပ်ပြအမွေခဲသုံးရင်ဥပုပ်တယ်တွေဥပုပ်တီလာကြိုးတယ်နော်ဥပုပ်တီလာကျိုးတယ်ခန္ဓာကိုယ်တော်တော်လေးနန်းနေလို့အမွေသုံးမယ်ဆိုရင်တော့ဥပုပ်တီလာမကျိုးနောက်တစ်ခုကဘာလဲဆိုတော့ဥစ္စာတယနာမဟာတနာတီလာဥစ္စာတယနာမဟာတနာတီလာကဥစ္စာတယနာဆိုတာကတတောင်းတထွာတဲ့မြင့်တဲ့ခုံတွေကိုဆိုလိုတယ်နော်တတောင်းတထွာတဲ့မြင့်တဲ့ခုံကိုဥစ္စာတယနာလို့ခေါ်တယ်မဟာတယနာဆိုတာကတော့ယနေ့ခေတ်ဘာတွေပါမလဲဆိုတော့လဲမွေရပေါ့နော်လဲအစာတွတ်ထားတဲ့မွေရမျိုးကိုဆိုတာဟိုဆီလီကွန်တို့ဘာတို့ကိုမဆိုလို့ကုရှင်တို့ဘာတို့ကိုမဆိုလို့ယနေ့ခေတ်သုံးနေတဲ့ဆော့ဖာတွေကဘာမှမဖြစ်ဘူးလေအဲ့တော့လဲပါတဲ့အခင်းပေါ့နော်လဲပါတဲ့အိယာခင်းတွေကဥပုပ်တယ်တွေမအိရအောင်တာမန်မွေရနဲ့ကဥပုပ်တယ်တွေအဲ့လိုဘာမှမဖြစ်ဘူးဟိုမသိတော့ဘူးလို့ပြောရင်သာပြောဟိုတရားမပြတ်သွားပါဘူးမွေရနဲ့ဥပုပ်တယ်တွေကမအဆက်မို့အဆက်ပါတယ်မအဆက်တာကလဲမွေရကိုပြောတာယနေ့ခေတ်ပြောတဲ့စီလီကွန်တို့ဘာတို့ကိုမဆိုလို့ပါဘူးအဲ့တော့လဲမွေရဆိုလို့ရှိရင်ဥပုပ်တယ်တွေဒါမအိရဘူးပေါ့နော်လဲမွေရနဲ့ဥပုပ်တယ်တွေမရအဲ့ရင်ဒါဥစ္စာတယနာမဟာတယနာတီလာဖြစ်တယ်ဒါသတိမထားမိတဲ့ဥပုပ်တယ်တွေအတွက်ပြောပြတာနော်အဲ့တော့ဥပုပ်တီလာ၈ပါးတီလာပေါ့တချို့လည်း၉ပါးတီလာဆိုပြီးတော့ယူတာရှိတယ်နော်ဟိုမေတ္တာပို့တာတစ်ခုထည့်လိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တိပိဋကတရားမင်းကွန်းဆယ်တော်ကြီးရဲ့မဟာဗုဒ္ဓဝင်ထဲမှာပြောထားတယ်ဟိုတကယ်တော့၉ပါးတီလာဆိုတာမရှိပါဘူး၈ပါးတီလာပဲမြတ်စွာဘုရားကတော့ဟိုဟောထားတာရှိတယ်၉ပါးတီလာအနေနဲ့ဟောထားတာရှိတယ်ဒါပေမဲ့နောက်ဆုံးမေတ္တာပို့တာကတီလာမဟုတ်တာဘာဝနာတာဖြစ်တယ်တချို့တတ္တဝါတွေကဒီကိုးပါးတီလာအနေနဲ့ဟောမှာကျွတ်မဲ့တတ္တဝါတွေမို့လို့မြတ်စွာဘုရားကဒီဘာဝနာကိုတီလာတစ်ခုအနေနဲ့ထည့်ဟောထားတာမေတ္တာပို့တာကတီလာမှမဟုတ်တာဟိုတီလာဆိုတာကကာယကံနဲ့ဝစီကံဒီနှစ်ခုကိုထိန်းတာမေတ္တာပို့တာကစိတ်ထဲမှာမေတ္တာပွားများတာအဲကြောင့်ကိုးပါးတီလာမှာပါတဲ့မေတ္တာပို့တာကဒါတီလာမဟုတ်ဘူးဘာဝနာတာဖြစ်တယ်ပေါ့နော်ဒါအဲဆိုမြတ်စွာဘုရားကဘာလို့ဟောတယ်လဲလို့မေးရင်မြတ်စွာဘုရားကဝိနည်းတတ္တဝါတွေရဲ့ဇယိုက်အကြိုက်ကိုကြည့်ပြီးတော့ကိုးပါးတီလာဟောမှာကျွတ်မဲ့တတ္တဝါတွေမို့လို့ကိုးပါးတီလာနာမည်နဲ့ဟောထားတာပေါ့နော်အဲ့ဒါကိုးပါးတီလာနဲ့ပတ်သက်ပြီးလည်းဘုသူတော်ကျွန်တော်ညင်းနေတာလေကိုးပါးတီလာရှိမရှိဆိုတော့ဘုရားပိဋကတ်ထဲမှာကိုးပါးတီလာနာမည်နဲ့ရှိတယ်ဒါပေမဲ့ဒီဟာတီလာတော့မဟုတ်ဘူးเนาะဘာဝနာကိုပဲတီလာခေါင်းစဉ်နဲ့ထည့်ဟောပေးထားတာပဲရှိတာအဲကြောင့်ကျွန်တော်ညင်းနေကြတာလေ7ပါးတီလာကိုးပါးတီလာညင်းနေကြတာအဲ့တော့ကိုးပါးတီလာလို့ပြောရင်လည်းမှန်တယ်7ပါးတီလာပြောလည်းမှန်တယ်เนาะအဲ့ဒါမျိုးညင်းစရာမရှိပါဘူးအဲ့တော့နောက်တစ်ခုကတော့ဗာလဲဆိုတော့ဥပုပ်တီလာကိုကိုယ့်ဘာကိုအိမ်မှာယူလို့ရမရဆိုတော့ယူလို့ရတယ်ပေါ့เนาะကိုယ့်ဘာကိုအိမ်မှာယူလို့ရတယ်စိတ်ထဲမှာလည်းစောက်တည်လို့ရတယ်နော်စိတ်ထဲမှာဘုရားရှင်မှာလည်းစောက်တည်လို့ရတယ်ဘုန်းကြီးကျောင်းမှာသွားယူလဲရတယ်အစိမ့်ပြသလိုယူလို့ရတယ်အဲ့တော့ဘာထူးတလဲမေးရင်တော့ဆရာတော်တန်ဃာတော်တွေစီမှာယူရင်တော့ဘာဖြစ်လဲဆိုတော့အာမဘန်နေခံထားတာလေကိုကအာမဘန်နေခံထားတဲ့အခါကျတော့လွန်ကျူးဆရာကြုံလာခဲ့ရင်တော့မှကိုကဟောငါဒီနေ့ဆရာတော်စီမှာယူထားတယ်ဆိုတဲ့စိတ်ကလေးရရှိတော့ဟိုဆရာတော်ပေါ်မှာအားနာတဲ့စိတ်နဲ့ပေါ့နော်ယူသေးလေးစားတဲ့စိတ်နဲ့မလွန်ကျူးမိတော့ဘူးပေါ့အဲ့တော့ဟိုဇာထဲမှာတာတကာလေးတစ်ခုပြထားတာလေတခါကြီးတယောက်ကလေသမားကြီးတယောက်ကအဲ့ဒီမှာသူတီလာယူပြီးတော့လေထုံဖို့သွားတယ်ဘုန်းကြီးစီမှာရွာကျောင်းဘုန်းကြီးစီမှာတီလာယူလေထုံဖို့သွားပြီးတော့လေထုံပြီးတဲ့အချိန်မှာနွားတွေကိုသူကလွတ်ထားတာလွတ်ထားတဲ့အချိန်မှာ
ညနေအိမ်ပြန်မယ်ဆိုတော့နွားတွေကိုတောထဲမှာသွားခေါ်တဲ့အချိန်မှာအမသူ့ကိုစပယ်ကြီးမွေကြီးတစ်ကောင်ကပတ်ထားတာအဲ့လေသမားကိုပေါ့နော်ပတ်တော့သူ့လက်ထက်မှာလည်းဓာပါတယ်သူဓာနဲ့ဒီမွေကိုသူခုတ်လိုက်မယ်လို့သူစဉ်းစားလိုက်တယ်ဓာနဲ့မွေကိုခုတ်လိုက်မယ်လို့စဉ်းစားလိုက်ချိန်မှာမနက်ကတီလာယူအောင်တတိရတယ်ဟောငါမနက်ကဆယ်ရောစီမှာငါတီလာယူလာခဲ့တယ်သူတို့ဘာတက်ကိုတက်ချင်းမှာချောင်းချင်းပါဤတဲ့အဲ့တော့ငါသားဒီဓာနဲ့ဒီမွေကိုတတ်လိုက်မယ်ဆိုရင်ငါဆရာတော်ပေါ်မှာမယိုတရားရောက်မယ်ဟိုဆရာတော်ရဲ့တကာတယောက်အနေနဲ့ဒီလိုတီလာကိုဖျက်ရခေါင်းလားဆိုတော့လေဆရာတော်လည်းမကောင်းဘောနော်နာမည်ပြတ်မယ်အဲ့တော့ဆရာတော်ကိုငှက်ညတ်တော့အပြင်ငါမတက်တော့ဘူးဆိုပြီးတော့သူဓာကိုလွတ်ချလိုက်တာပေါ့လေမတက်ဖြစ်တော့မွေကိုတေငါတေနဲ့တေပစီတော့ပေါ့နော်ဒါပေမဲ့ကံကောင်းရှင်တော့မွေရလည်းသူ့လိုလိုပြန်ဖြီးပြီးတော့ပြန်ဆင်းပြေးသွားတယ်ပေါ့တော်တယ်ဝင်ပြေးသွားတယ်အဲ့တော့သူစားထဲမှာတာတကာအထုတ်ပြထားတာပေါ့အဲ့တော့ဟိုတကယ်သူတာမယ်ဆိုရင်တော့ကိုယ့်ဘာကိုယူလာခဲ့တဲ့ပုံကိုဆိုရင်တက်ဖြစ်ရှင်တက်ဖြစ်သွားမှာပေါ့နော်ဆရာတော်စီကစောက်တည်ထားတာဆိုတော့ဆရာတော်ကိုလေးစားအားနာတော့အပြင်သူမတက်ဖြစ်ဘူးပေါ့နော်ဒါကြောင့်ကိုယ့်ဘာကိုတီလာယူလို့ရပါတယ်ဒါပေမဲ့အဲ့တော့အထူးခြားချက်ကတော့ဆရာတော်တန်ခါတော်ဒီစီမှာယူရင်တော့ပို့ပြီးတော့လေးနက်တယ်ပို့ပြီးတော့စောင့်ထိန်ဖြစ်တယ်ပေါ့လေဒါပါပဲယူတာကတော့ကိုယ့်ဘာကိုလည်းယူလို့ရတယ်စိတ်ထဲကယူလို့လည်းရပါတယ်ဒါကဒါဝါဒင်းကာလမှာဥပုပ်တယ်တွေအနေနဲ့စောင်းရံချောင်းရံလေးတွေတတိပြုစရာလေးတွေပေါ့နော်ဟုတ်ကဲ့ဘယ်လောက်ပဲဒါတို့ခေါ်လိုက်ကြပါပေါ့နော်